ဒီနေ့ vlog လေးကတော့မနက်စောစော9နာရီထိုးကြီးမှာဆိုင်ကသွားစီးရင်းနဲ့တိမ်ပင်လေးကြီးမဲ့ vlog လေးပဲဖြစ်ပါတယ်ဘယ်လိုပြောရမလဲဆောင်းတွင်းလေးဆိုတော့ဓာတီဦးသူကအရန်အေးပြီးတော့လုံးလုံးကြုံကြုံနဲ့ဆိုင်ကစီးရင်ရမ်းမိုက်တဲ့ဝယ်တာလေးပေါ့နော်သွားမှာတော့တောင်းတို့မနက်စောစောသွားတာကြောင့်ရောအေးနေရကြောင်းရောရက်တိုင်းနားလိုက်နေပဲသွားဖြစ်ခဲ့ပါတယ်အဲ့မှာလေးလာဖို့ကိုလေးရအသေးတိုက်နေတော့ကြီးချင်းကနေပြုတ်ကြကြံခင်းမှာဆိုလို့စိတ်တွေပူနေတာဒါကတော့တောင်းတို့ခဏနားတဲ့နေရာလေးပါတလန်းလုံးတောအိတ်တောင်နေနဲ့စိမ့်လန်းဆိုပြေးနေပြီးတော့ဒီလိုတောလန်းလေးတွေအပင်နေအောင်ဆန်းဆိုင်နေစီးရတာတကယ်ပဲ fight ပါတယ်နောက်ဆုံးတော့တိမ်ပင်လေးကိုရောက်ရှိခဲ့ပါပြီဝင်ချင်းမှာဒီလိုပန်းကင်းလေးနဲ့တိမ်ပင်လေးကိုမြင်နေရတဲ့ view ကတော်တော်လေးကိုမိုက်ပါတယ်ဆောင်းသွေးမှုလို့ပန်းလေးပွင့်နေတဲ့အချိန်လေးဖြစ်နေတာပေါ့နော်မနက်ကလေတကယ်ဆိုင်ကယ်စီးခံဒီမှာကတ်နိုးတာမဟုတ်လို့တောင်းအဝတ်စားပဲလဲပြီးလာခဲ့တာပေါ့နော်ဘာဆိုဘာမှမပြင်ခဲ့အောင်ဒီမှာဒီလိုဘန်ကလိုလေးတွေကိုငှားပြီးတော့ဘော်ဒါရင်းနဲ့ပဲအုပ်စုလိုက်လာလား family နဲ့ပဲမိသားစုလိုက်လာလားဓာတ်ပုံလှလှလေးရိုက်ပြီးတော့ဖြတ်တန်းလို့ရပါတယ်ပြီးတော့ဒီမှာပဲ view လေးကြည့်ပြီးတော့မနက်စာစားခဲ့ပါတယ်တောင်းကတော့တိမ်ပင်လေးကိုညရင်ညနေလာဘူးတယ်ဆိုတော့ဒီတစ်ခေါက်ကတော့အရင်ပုံစံလေးနဲ့လည်းမတူအောင်ဆိုင်ကလေးနဲ့လာပြစ်ခဲ့ပါတယ်ပြီးတော့အထဲမှာဓာတ်ဖန်မှုအတွက်ကိုတိုးလေးလည်းရှိပါသေးတယ်ပြီးတော့မနက်အစောကြီးထားခဲ့ရဆိုတော့အိမ်ပြန်ပြီးတော့အိပ်ပါတယ်ဒါဆိုရင်တော့ vlog လေးကပြီးဆုံးသွားပါပြီ bye bye